မင်္ဂလာပါကိုဒီဝိဟာရစကန်နဲ့ပတ်သက်ပြီးမိဘလေးနည်းနည်းလေးဖြည့်ပေးလို့ရမလားရှင်ဟုတ်ကဲ့ပါခင်ဗျာအခုဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ဒီတရားစကန်ကိုရလာပါလဲရှင်ပထမမိဘနဲ့ပတ်သက်ပြီးတော့ရည်ရွယ်ချက်ပေါ့လေ objective နဲ့ပတ်သက်ပြီးတော့ပထမမိဘကိုဖြည့်ရမယ် objectives ကိုမလာခင်မှာ objectives ဒီရည်ရွယ်ချက်ဖြစ်အောင်လုပ်တဲ့ driving force ပေါ့လေအခြေခံအားကိုဖြည့်ရင်ဒါပိုပြည့်စုံတယ်လို့ထင်ပါတယ်အဲ့တော့အဲ့ driving force ခုနဒီရွေချက်ကိုဖြစ်စေတဲ့အားပေါ့လေဒါဒီတရားစခန်းဝင်ဖို့ဖြစ်လာတဲ့အား driving force မှာပေါ့လေအချက်တွေအများကြီးပါတယ်ပေါ့လေအချက်တွေအများကြီးပါတာအဲ့ driving force မှာ distant driving force ဟိုအရင်ကတည်းကဖြစ်လာတာရဲ့အခု recently မှာဖြစ်တဲ့ driving force တွေဟို recently မှာဖြစ်တဲ့ driving force ပေါ့လေအဲ့ဒီအကြောင်းလေးကိုနည်းနည်းလေးပြောချင်ပါတယ်ပထမပြောရမယ်ဆိုdistant driving force ပေါ့ဒီတရားစခန်းတရားအားထုတ်ဖို့ဖြစ်လာတဲ့အကြောင်းရင်းပေါ့လေအဲ့ဒီဟာဟို distance ဆိုတာတော့တော်တော်ကြာပါပြီအဲ့ဒီမှာဘာလဲဆိုတော့ပေါ့လေတီတကူဆရာတော်ဘုရားရဲ့ပေါ့လေစာဖတ်ဖူးတယ်ပေါ့လေအဲ့ဒီမှာဗုဒ္ဓဘာသာဝင်ခေါင်းတယောက်ဖြစ်ဖို့တာဝန်ကြီး၃ချက်ရှိတယ်အဲ့ဒီ၃ချက်ကဘာလဲဆိုတော့တစ်က protection ဗုဒ္ဓဘာသာကိုကာကွယ်ဖို့နှစ်က promotion စီရင်တာအောင်လုပ်ဖို့သုံးက propagation ပြန်ပွားအောင်လုပ်ဖို့အဲ့ဒီအချက်တွေကိုအဲ့ဒီတော့ကဖတ်လိုက်ရတော့ငါဗုဒ္ဓဘာသာဝင်ခေါင်းတယောက်ဖြစ်အောင်ဒီဟာတွေကိုလုံနိုင်ပေါ့လေဆောင်ရွက်မှပေါ့လေ protect လုပ်ဖို့အဓိကပါလဲဆိုကိုယ်တိုင်ကဒီဗုဒ္ဓဘာသာအကြောင်းကို trust ဖြစ်မှာနားလည်မှာဒါမျိုးဖြစ်မှာပေါ့အဲ့ဒါမျိုးဖြစ်မှာဆိုတဲ့အခါကျတော့အဲ့ဒီကလေးကိုကတရားမျိုးဒီဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ဒီဟာကိုယ်တိုင်ပေါ့လေလှုပ်ဆောင်လိုတဲ့ဟာမျိုးရှိပါတယ်အဲ့ဒီကအဲ့စာနဲ့ပတ်သက်ပြီးတော့စိတ်မှာဖြစ်ပေါ်ပါတယ်ဒါပေမဲ့ဒီဂျာကာလာမှာပေါ့လေအဲ့ဒီစာဖတ်ပြီးတော့ဂျာကာလာမှာတော့ကိုတတ်နိုင်သမျှဒီလိုမျိုးဟာမျိုးကြီးဆောင်ရွက်ခဲ့ပြီမဲ့အများအားဖြင့်ကတော့အဲ့ဒါနပေါ့လေဒါနပဲပေါ့လေအဲ့ဒီဘာဝနာခုနပြောလို့ဒီတရားစခန်းတော့တစ်ခါမှမဝင်ဘူးပါဒါက distinct driving force ပေါ့လေdistinct driving force ပြီးတဲ့အခါကျတော့ဒီ recently မှာဖြစ်လာတဲ့ driving force ပေါ့လေဒီ recently မှာ driving force ကတော့နှစ်ချက်ရှိပါတယ်ပထမ driving force ကတော့ဘာလဲဆိုတော့ကျွန်တော်လေအခုတိတ်မကြခင်ကဒီ Burmese classes မှာသတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်ဒါ American ပြည်ထောင်စုမှာအဲ့ဒီပေါ့လေဗုဒ္ဓဘာသာလူမျိုးပေါ့လေဗုဒ္ဓဘာသာမြန်မာပေါ့လေမြန်မာတနေ့မှာသူ့သားကနေသူ့ကိုမေးလာတယ်သူတို့เจ้าမှာတဲ့ဒီပြင်ဘာသာတွေကတဲ့သူတို့က God ယုံကြည်အောင် God ယုံကြည်တဲ့ခါကျတော့သူတို့ရဲ့ God ကနေတော့ဒီဟာကိုအကုန်လုံးဒီအပြစ်တွေကိုသူခံမဲ့ပါညာအဲ့တော့ဗုဒ္ဓဘာသာကဘာလုပ်ပေးနိုင်လဲအဖေတို့ဗုဒ္ဓဘာသာကဘာမှမလုပ်ပေးနိုင်ရင်ကျွန်တော်ဒီဘာသာကြီးကိုစွန့်တော့မယ်ဆိုတော့အဲ့လိုပြောတဲ့အခါမှာအဲ့ဒီလူကပေါ့လေဘုန်းကြီးเจ้าကိုသွားပြီးတော့အဲ့ဒီဟာကိုရှောက်တယ်ဆိုတဲ့ဟာအဲ့ဒီဟာကိုကျွန်တော်ဖတ်လိုက်ရတယ်ဖတ်လိုက်ရတဲ့အခါမှာကျွန်တော်နည်းနည်းလေးလို့ခေါ်မယ်နည်းနည်းလေးပေါ့လေ shaking ဖြစ်သွားတယ်ပေါ့လေတိတ်ဘာလို့ကျွန်တော်မှာတားနှစ်ယောက်ရှိပါတယ်တားနှစ်ယောက်ရှိရတော့ငါတားနှစ်ယောက်ကတစ်ချိန်ချိန်မှာအဲ့ဒီလိုမျိုးမေးလာခဲ့ရင်ငါမှာဖြေစရာမေးခွန်းရှိလားအဲ့ဒီမေးခွန်းကိုဖြေဖို့အဖြေရှိသလားဆိုတော့ကျွန်တော်နည်းနည်းတုံ့နှုတ်သွားပါတယ် shaking ဖြစ်သွားပါတယ်အဲ့ဒီဟာကိုလုပ်ဖို့တော့ကအဓိကကဘာလဲဆိုတော့ကျွန်တော်သူတို့မိငုံတရားကိုဖြေဖို့အတွက်ကတကယ်ကိုယ်တိုင်ကကျင့်မှာကိုယ်တိုင်ကျင့်မှာပြီးတဲ့အခါကျတော့ကိုယ်တိုင် trust ဖြစ်မှာကိုယ်တိုင်နားလည်မှာဖြစ်မှာပါအဲ့ဒီအတွက်ကြောင့်မလို့ဒီရွေချက်နဲ့ဒီဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဖြစ်အောင်ဒီအခုဒီတရားစခန်းကိုဝင်နေတာဖြစ်ပါတယ်ဟုတ်ကဲ့အခုတရားအားထုတ်လာခဲ့တဲ့တရားပေါ်မှာခုကျင့်ကြံမှုရှိရလားကိုဟုတ်ကဲ့အဲ့ဒါကိုပြောရမယ်ဆိုလို့ရှိရင်တော့ကျင့်တတ်တယ်မကျင့်တတ်ဘူးဆိုတဲ့ဟာပေါ့လေအနေနဲ့ generally ပြောမယ်ဆိုလို့ရှိရင်ခြုံပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ကျင့်တတ်တာပေါ့လေဒါပေမဲ့ခုနကပြောသလိုပေါ့လေဒီဟာဒါကိုယ့်ရဲ့ individual ပုံမှာလည်းမူတည်သေးတာပေါ့လေတယောက်ရဲ့ပါရမီရဲ့တယောက်ရဲ့ဉာဏ်ရဲ့ကြိုးစားအထောက်မှုရဲ့စတဲ့ပုံမှာမူတည်ပြီးတော့ဒီဝိပဿနာလမ်းဆိုတာဒီဟာကခီးသွားတာဒီလမ်းပေါ်မှာအဲ့ဒီခါမှာကျတော့ဒါပေမဲ့ငါအများကြီးလိုပါသေးသလားထပ်လောက်အောင်မလားဆိုပြီးတော့ကိုယ့်ကိုယ်သဘောပေါက်ပြီးတော့အဲ့ဒီpoint of view ကဖြေမယ်ဆိုတော့တိတ်အရင်ကြီးတော့ကျင့်တတ်မှုမရှိပေမဲ့သို့တော့ဒီလိုမျိုးပေါ့လေဝိပဿနာလမ်းပေါ်မှာစပြီးတော့ပေါ့လေ
စပြီးတရားအထုတ်ခွင့်ရတဲ့အတွက်ကြောင့်မလို့ကြည်ညိုဝမ်းသာပါတယ်စိတ်တိုင်းကြပါတယ်ဆိုပြီးတော့ပြောချင်ပါတယ် နောက်ထပ်ဒီလိုတရားစခန်းတွေရှိလာခဲ့ရောအခုဘယ်လိုရည်ရွယ်ချက်များရှိပါသေးလဲရှင် โอเคအခုလိုတရားစခန်းမျိုးဖြစ်လာခဲ့လို့ရှိရင်တော့အကယ်၍ဟိုအခြေအနေပေးမယ်ဆိုလို့ရှိရင်ဆက်လက်ပြီးတော့ထပ်မံပြီးတော့လာရောက်တရားအထုတ်ဖို့ပဲရည်ရွယ်ချက်ရှိပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဒီမှာခုနကပြောလို့ဝေယဝိဆကိစ္စတွေကိုဟိုဆောင်ရွက်ပေးခဲ့တဲ့ညီငယ်ညီမတွေကိုဟိုလိုအခုလိုဟို log ရေးရမှာဟိုမတန့်ရှင်းတဲ့ဟာတွေ impurities တွေကို purify တတ်နိုင်သမျှဘာဝနာနဲ့ဒီမှာလွတ်ခွင့်ရတဲ့အတွက်ကြောင့်မလို့ဖြူစင်သွားအောင်လွတ်ခွင့်ရတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ဆိုတာပြောချင်ပါတယ်အဲ့ဒီလိုပဲအဲ့လိုဒီလိုညီငယ်ညီမတွေကိုအကိုတို့ဟိုပါဗောလေအရင်တရားစခန်းမဝင်လာတဲ့စာပြီးတော့အရင်အခုကတော့အငဲနဲ့အများတော့ဖြူစင်သွားကြတယ်အဲ့ဒီဖြူစင်သွားတဲ့အတိုင်းပဲတူရောအကျိုးပေးပါသည်လို့ဆုတောင်းပါတယ်ပြီးတဲ့အခါကျတော့အရှင်သူတော်ကောင်းတရားဒီကမ္ဘာပေါ်မှာထွန်းတောက်နေပါစေ may sublimes prevail in its divine purities in the world ပြောကြရင်ဟိုဆုမတောင်း